ကောင်းထားတယ် Falcon Esport အနေနဲ့ Rooster တွေ chain ထားတယ် Rule တွေပါတွေ chain ထားတယ် Lion အနေနဲ့ chain ထားတယ်ဆိုရင်တို့ဒီ team found တစ်ခုနဲ့အကောင်းဆုံးနေထားကိုတို့ပြန်ပြီးစော့နေရဗျ Seleki Jungle Dash Off တွေပြန်ပြီး changes လုပ်သွားတယ် Bane Mage တွေပြန်ပြီး changes လုပ်သွားတယ်ဆိုပေမဲ့တော်တော်လေးအဆင်ပြေနေတဲ့အနေထားကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာကျတော့ YNG ကတော့ဒီ team fight ဒီ team found တွေပေါ့နော်နောက်ဒီ grand final တွေပါရောက်ရှိခဲ့တဲ့အနေထားသူတို့ super ပွဲတော့ပူချနေပြီဆိုတော့အဲ့အားလေးတွေနဲ့ပဲဆက်လက်ပြီးတော့ပဲထိန်းသွားမှာလားအရင်ကနေကလည်း Blink Lina ရဲ့ super မှုတွေ State ရဲ့ super မှုတွေနဲ့တောက်ရှော့ကျန်းခဲ့တာဆိုတော့ဒီအစုပွဲကပဲဒီပွဲမှာဆက်လက်ပြီးတော့ထိန်းချောင်းသွားနိုင်မလားဒါမှမဟုတ် Falcon ကပဲတစ်မျိုးတစ်ဖက်တေချာလေးပြန်ပြီးတော့လှုပ်ပြတ်သွားနိုင်မလားဆိုတော့ထပ်ကြည့်ရပါမယ်လူမို tournament တွေကြားမှာတော်တော်လေးကိုပျောက်ဆုံးနေရကြာပြီဖြစ်တဲ့ fan တွေဒီအချိန်မှာတော့ hand တွေနဲ့ပြန်လဲအသုံးပြုလာပြီဆိုတော့ performance တွေ flanking တွေကြည့်အောင်မယ်ဆိုတော့ Sardas တော်တော်လေးတော့နာနေပြီဗျအဲ့တော့ယင်းအနေနဲ့ကြည့်ရမယ်ဆိုရင်သူ့ရဲ့ yo-yo place နဲ့ range တစ်ခုနဲ့ Sardas ကိုအားလေးရဲ့ဖိထားနိုင်မယ်ဆိုရင်တော့ YG အသင်းအတွက်တော်တော်လေးကိုအဆင်ပြေတယ်လို့ပြောရမယ်ဒါမှမဟုတ် KS grab ပြပြီးထားတယ် hand sticky ပဲရောက်တော့ရုံးထထားသေးတယ်ဗျအဲ့တော့ hand တော့အရင်သူတီးဖို့တော့လွယ်မှာမဟုတ်သူ win ထိန်းတဲ့အချိန်မှာလဲ surprise damage တွေရှိနေမှသာလေရင်ဒါခါလေး damage အဲ့လိုရမှာပေါ့နော်လောလောဆယ်တော့ UNS ကိုအရင်စပစ်လိုက်တဲ့ Falcon ကိုပြန်ပြီးတော့ပဲ1 ရက်ပြန်ကောင်းတာထားတယ်လို့ပဲပြောရမှာ UNS ကသူကနေသူတာတယ်ဆိုပေမဲ့လက်ရှိဒီရင်း yo-yo blitz တွေစာတင်ကတော့အဲ့လိုမျိုးပြန်ချိတ်တဲ့အနေထားကိုသူပြန်ပြီးတော့တီးဖို့တော့ကမလွယ်ဘူးပြဘန်းချမ်းနဲ့ဆိုတော့ကြာလေပြမဲနန်ကလေသူကလိုအပ်နေသေးရဆိုတော့နောက်ပိုင်း UNS ဒီပွဲမမာလာနိုင်ဘူးနောက်ပိုင်းသူရဲ့ gang ကြီးတွေမလုံးလာနိုင်ဘူးဆိုတော့ Falcon ကနည်းနည်းလေးတော့ပြန်နှိပ်သွားနိုင်ကြလို့ရှိတယ်စက်တက်ဒီပွဲမှာဘယ်လောက်ထိရုန်းကန်သွားနိုင်မလဲထပ်ကြည့်ရမယ်ဟုတ်တယ်ခေါင်းရန်တိုးတာအကြိုက်တယ်ဆိုတဲ့ UNS အတွက်ကတော့ကျွန်တော်တို့ရင်ပစ်ထားတဲ့ CC ပစ်ကတော့အကောင်းဆုံးအဖြေပဲပေါ့နော်အဲ့တော့တစ်ဖက်မှာတော့ flanking တွေတိတ်များဆဆတော့မမြင်ရသေးဘူးလို့ပြောရမယ်အဓိက Falcon Esport အနေနဲ့ကလည်းသူတို့အနေနဲ့အဲ့လိုမျိုး aggressive style နဲ့ play style တော့တိတ်မရွေးပဲနဲ့တစ်ဖက်ကနေပြီးတော့ YG အနေနဲ့ချွန်လိုက်မဲ့အခြေအနေကိုပဲပြန်ပြီးတော့စောင့်နေဗျတစ်ဖက်မှာ Blink အနေနဲ့ ultimate တော့မရသေးဘူးဆိုရင် KH တက်ကတော့ပို့ပြီးတော့စောရမယ်ဆိုတဲ့အနေထား Lina ကိုယ်တိုင်လည်းကျွန်တော်တို့ Lunos တွေပါတဲ့ combination ပြန်လည်ပြီးတော့ကျလာနေပြီဆိုတော့ YG အနေနဲ့ကဒီ data တွေကိုတော့စပြီးတော့ dance နေပြီဗျအဲ့ဒါမှာ Seleki window ဘက်တကြိုးစားနေဆိုတော့တစ်ဖက်မှာ hand damage နဲ့ data ပြီးဆုံးကန်နေ Blink ဒီ window တွေကြားမှာ Lucky ဝင်ထားဆိုမှ hand rebution ကောင်းသွားလို့ stand နောက်မှာ depth fall damage တွေနဲ့သူ first blood က set up ပြန်ပြီးပေးလိုက်ရရင်ရောက်လာရင်တောက်ရှော့ပုတ်ချက်တိကြားမှာ KHတောက်ရှော့ပြန်ပြီး fall down အိုးပလင်းကန်လိုက်တာရလုံးဝကွတီ Seleki dash ရောရှင်းနေသေးတယ်ဆိုပြီးနောက်ဆုံး ban ညာ effect တွေကြားထဲမှာတော့ပြန်ပြီး down သွားပြီ Lina ပြန်ပြီး fall နေဆိုမှ KH backget တွေတောက်ရှော့ Sanji damage လာပြီးဆိုပြီး Lina ဘာမှတော့မဖြစ်သွားဘူး throne back memory damage ကလည်းတအားပြန်များသွားနေပဲနှစ်ကောင်တိတိကိုလည်းပြန်ပြီး Sanji အဆုံးသက်ထားနိုင်ခဲ့ပါတယ် Sanji အတွက်တော်တော်လေးကိုအဆင်ပြေသွားတဲ့ဗတဲ့တစ်ခုလို့တော့ပြောရမယ်ဗျဒါပေမဲ့တစ်ဖက်မှာပြန်ကြည့်ရင်လေ Lucky အနေနဲ့ကြာထားတာ Blink ရဲ့လောက်ကွက်လေခုနတော်တော်လေးမိုင်ဝိုင်းရလို့တော့ပြောရမယ်တစ်ဖက်မှာ goal line match up ကျွန်တော်နည်းနည်းလေးတော့ပြန်ပြီး focus ကမယ်ဗျ stage နေနဲ့ famous space လေးတွေတစ်ဖက်မှာ late freeze ထားနေဆိုတော့တော်တော်လေးစင်ပြေထားရဆိုတော့ Sanji နဲ့ဗတဲ့ combination သွားထားတယ်ဒါပေမဲ့ဒီအချိန်မှာ limit phase ကိုပြန်လာတဲ့အချိန်မှာ stage ကိုသူပြန်ပြီးရင်ဆိုင်နိုင်မလားဆိုတော့ကြည့်ရမယ်ဗျဟိုးဘမဟန်ဆလက်ကီဘိုင်းတက်တီမှာတော့လက်ကီရဲ့ buff ကိုသွားပြီးဒိုက်တယ်ဆိုပေမဲ့ရတော့မရလိုက်ဘူးပေါ့နော်အဲ့တော့ပချုံထဲမှာဝင်နေနေတာမှာ dash တွေနဲ့အတူပဲ Wolfis ကျွေးထားပြီးတယ်နောက်မှာ Stanley ကွတီလေးပဲဆိုရဲနောက်မှာလင်းပြန်ပြီးတော့ပဲသိဆုံးသွားပါတယ်ဘန်နီရဲ့ damage တွေကိုလည်းကျွန်တော်မိထားလို့တော့မရဘူးပေါ့နော်ဘန်နီအနေနဲ့ကတော့သူနဲ့လိန်နာပြန်လည်းပြီး changes ဆော့ထားရဆိုရင်ဒီပွဲစဉ်မှာတော့သူ့ရဲ့ nature နဲ့လည်းလိုက်တဲ့ maximum mage ကိုတော့ပြန်လည်းပြီးအသုံးပြုထားတာကိုတော့တွေ့ရတယ်ဆိုတော့နောက်ပိုင်း Falcon ဘက်ကနေပြီးလာမဲ့ 2 maximum ရဲ့ damage တွေကိုစောင့်ကြည့်အောင်မယ် Sardas အနေနဲ့ hero nature ရ early game မှာတော့ကျွန်တော်တို့ရင်ကိုတော့ face to face အရင်မေးလို့မလွယ်ဘူးဆိုရင်မလို့တကယ်တမ်းကျွန်တော် team fight sticky ဖြစ်လာတဲ့အချိန်ကျရင်တော့နှစ်ဖက်အသင်းရဲ့ performance တွေကိုစောင့်ကြည့်ရအောင်မယ်ဒါပေမဲ့ Lina တယောက်ရှိနေသေးရဆိုတော့မေးထားလို့မရဘူး Lina ရဲ့ death on damage ကလည်းအားလေးကနေဆိုတအားပြန်များနေရဆို Sanji Bini နဲ့ပြန်ပြီးသတိထားမယ်အဲ့တော့မှရှေ့ကနေပြီး Gambini ကဘလင်းရဲ့6အောင်ဆိုတော့အဲ့ Sandy ကြားတော့နောက်ကလည်း hand ကလည်း sticky ပဲ Cataro တွေနဲ့ပြန်ပြီးပိုင်းလို့ရရဆိုတော့ဘလင်းဖမ်းလိုက်တဲ့သူဘလင်းမိသွားတယ်ဆိုတော့အားလေးမပြန်ကြောက်ဖို့ရှိမှာဆိုတော့အဲ့ damage တွေအဲ့အရာလေးတွေတော့ Falcon ပြန်ထိန်းထားနိုင်တော့ဆင်ပြီတယ်လောလောဆယ် YG team fight ဘိုင်းမှာအားတာတယ်ဆိုပေမဲ့ Hero K ဘိုင်းမှာတော့ Falcon Esport က4កောင်တီးပြန်ရထားပြီးတော့ Sanji မှာ K 2កောင်ပိုက်ထားနိုင်တယ်အဲ့ဒါအဖြစ်ဖြစ်သွားမလားဆိုတော့တက်ကြည့်ရမယ်ဗျတော့တယ် Sanji နဲ့ Flicker နဲ့ထွက်လာတော့နောက်ပိုင်းပတယ်လေးမှာတော့ position နဲ့ carry တော့လုပ်ရမယ် Berry နဲ့ Purify တစ်ဖက်ကနေ Blink နဲ့ဝင်နိုင်ဖို့အတွက်ရိုင်းတော့လွယ်မှာတော့မဟုတ်ဘူးဒါပေမဲ့ Lina နဲ့ combination သာကြမယ်ဆိုတော့တကောင်လုံးကတော့ပြတ်သွားဖို့အချိန်တွေလောက်ရှိရရင်တောက်ချောက်ပဲเนาะစတင်ကိုရိုးပုတ်ချက်တွေဆိုပြီးတော့ dash နဲ့ banges တွေတော့ပြန် on တားတယ်ဆိုပေမဲ့စတဲ့ဆက်လက်ကြီးနှစ်ယောက်ရဲ့ပေါင်းဆက်မှုတွေကြားထဲမှာရင်းပြန်ပြီးတော့တေဆုံးသွားရင် fight 2ဆိုတဲ့အနေအထားတစ်ခုမှာနောက်တော့ objective တစ်ချိန်ဟိုပါပြန်လဲပြီးတော့ Falcon Esport ထပ်မံပြီးတော့တိမ့်ပိုက်ဖို့တော့ပြင်ဆင်နေခဲ့ပြီဗျာတောက်ချောက်ပဲ damage take ကနေလှုပ်ထားတယ်ဆိုပေမဲ့ဟန်ရောက်လာ Jiquando KS ကတဲ့ damage ပြတ်သွားတယ်ဗျာနောက်မှလည်း Lina ရဲ့ death for damage တွေ sick damage တွေချိနေတဲ့တိုင်းတာတစ်ခုမှာဒီတက်တဲ့ YG တက်ပဲပြန်ပြီးပြတ်သွားမှလား 6 man ဖို့ပြန်ပြီးတော့ပေးတယ်အားလုံးမောင်းထုတ်ထားနေပဲ Blink တောက်ချောက် damage တွေယူထားတယ် Strong memory တွေကြားထဲမှာတော့ Blink ပြန်ပြီးတေဆုံးသွားတယ်ဆိုပေ
မဲ့ hand retribution นี่ကြားထဲမှာလဲ YG ကနောက်တစ်ချိန်ကိုရရှိခဲ့တဲ့အချိန်မှာတော့ network ကဟာ YG ဘက်မှာပဲရှိနေတော့မှာပဲ ဒါပေမဲ့ခုနအတိုင်းလေးပဲ objective ပေးလိုက်ရတယ်ဒါပေမဲ့ Sanji Hero Kit ထပ်ပြီးတော့ရထားသေးတယ်ဟန်အနေနဲ့တော့တစ်ဖက်ကနေပြီး Jagged လေး area တွေကို pressure ပေးခြင်းနေတဲ့ပုံစံမျိုးရ Sardas အနေနဲ့ team fight ဗဒေဒီမှာတော့သူ့ရဲ့ performance လေးတွေကိုစပြီးတော့မြင်လာပြီသူ့ရဲ့ IMH လေးတော်တော်လေးအလုပ်ဖြစ်လာတယ်ဒါပေမဲ့နောက်ပိုင်းဗဒေဒီမှာ playmaker အနေနဲ့တော့ KH လုံးရင်တော့မလွယ်ဘူးဒီက Sardas အနေနဲ့အရှင်းကနေပြီးအဲ့လို Vader လုပ်ပြီးတော့မှ KH အနေနဲ့ဝင်ပြီး fake break တွေပေးရမယ့် position ကိုပြန်ပြီးတော့ကြည့်ရမယ်ပေါ့နော်အဲ့နောက်မှာ Sanji အနေနဲ့ Ali တွေက Hero Kit လည်းရထားတယ် damage တွေအဆင်ပြေနေရဆိုတော့ဒီချိန်မှာ CF ဘက်လည်းပြီးထားပြီပြီးတော့ Malefic ကန်သွားနေရလားတော့မသိဘူးကြည့်ရမယ်နော်စန်ဂျီက Hero Kit 3 ကောင်ရထားတာတောင်မှ stick ဒီလုံးဝလုံးဝမနေပါဘူး သူ feedback သူတော့အချိန်တွေအားလုံးရထားတယ်သူလမ်းအောင် down ထဲမှာသူအပေါ်မှာ feedback ပြနေရဆိုတဲ့အချက်ကိုလည်းတစ်ဖက်ကနေပြီး fair con အနေနဲ့ကမေးထားလို့မရဘူးပေါ့နော်အဲ့တော့ Benny ဖက်မှာလည်း make ကို pressure ပေးဖို့တော့စူးစမ်းနေတယ်အဲ့တော့ခုနကကျွန်တော်တို့ပြောတဲ့ blink တဲ့ Lina ရဲ့ combination လေးတွေမြင်တွေ့ရဖို့အတွက်ကျွန်တော်တို့စောင့်နေတယ်ဗျစက်တက်လာပြီး join တဲ့ bit တခုမှာတော့ Faker Esport ပို့ပြီးတော့တိတိတသားနဲ့เนาะထောင်သွားနိုင်မလားဆိုတော့ကြည့်ရမယ်ဗျအောက်မှာတော့ Jungle Bind တွေအနေထားမှာတော့နည်းနည်း dance နေတဲ့စက်တက်လေးကတော့ set lucky လေးကတော့ပေါ့နော်ပိုကောင်းနေတဲ့အနေထားလေးပေါ့နော်အဲ့တော့အပေါ်မှာတော့နောက်တဲ့ bit တခုပြန်ဟဲဖို့တကြည့်နေခဲ့တယ်ဒီ goal lane ကို cover ပေးနေဒီချိန်က goal lane gang အချိန်ဆိုတော့ကြလေ goal lane gang တခုမှာလဲ YG Faker ကိုဘယ်သူကပို့ပြီးအားသာသွားမှာလဲဆိုတော့တက်ကြည့်ရမယ်ဗျဆာလကီ lane cutting လေးလုံးနေရဆိုတဲ့အတွက်ကြောင့် better combination နဲ့ပြီးတော့နောက်ကျမယ်ဆိုပြီးမဲ့လို့တစ်ဖက်မှာလည်းရင်နေနဲ့မပေါဆာလကီရင်ဘိုင်ဝမ်တော့တွေ့ပြီဒါပေမဲ့ဘာမှမလုပ်ဒီတိုင်းနှုတ်ဆက်သွားရုံပဲကျွန်တော်တို့ quick wave လေးကလည်းသွားပြီးတော့ရှင်းအောင်ပါဆိုတော့ Falcon အနေနဲ့ကတော့တယောက်လောက်ကိုတော့ pick up လုပ်ချင်တဲ့ပုံစံမျိုးလေးဗျအဲ့ရှိချိန်မှာ Sanji Malefic gun လေးထပ်ပြီးတော့ပေါ်လာပြီ Malefic gun မကင်းခင်ဆက်ကြားတစ်ခုမှတော့သူ့ရဲ့တရုံမဲ့မမှုတွေ damage အရင်များတာဗျာ Malefic gun ပြီးလာပြီဆိုအဝေးလေးပြစ်လို့ရတယ်အဲ့တော့မှတစ်ချက်ထူရတယ် damage ကလည်းအရင်များလာပြီဆိုနောက်ပိုင်းမှာတော့ Sanji ရဲ့ damage ကို YG တော်တော်လေးတော့သတိထားရမယ် Sanji ကိုအရင်ပြန်ဖျက်ရမယ်အနေအထားမျိုးတွေဗတဲ့ပြန်ပြီးဆိုင်ရတော့မယ်ဗျာအဲ့တော့မှနောက်မှာရှိနေခဲ့တဲ့ Beanie Stan လေးတွေ KA Stan လေးတွေကလည်းသွားပြီးကောင်းနေတဲ့အချိန် UNS ပြန်มาလာတဲ့အချိန်ကြာရင် YG တိုင်ပတ်သွားနိုင်တယ်ဆိုတော့ဒီ time တွေဒီ timing တွေကိုဘယ်လိုမျိုးပြန်ပြီး YG ပြန်ထိန်းပါလဲဆိုတော့တက်ကြည့်ရမယ်လောလောဆယ် network မချနေတာလေ YG တို့အားကောင်းတဲ့အရာတစ်ခုပါblame မှာ flicker ultimate ရှိနေသေးရဆိုတဲ့အချက် Sanji နေပြီးတော့ view တော့စိုက်ရမယ် hand နေနဲ့ဝင်ကြည့်မယ်ဆိုတော့ Benny တို့ကြည့်လို့ရတယ်ဆိုရင် KOC ကိုတော့နည်းလေးတော့သွားပြီးအတိုးအလုပ်တော့လုပ်နေပြဒါပေမဲ့ကနေပြီး Falcon Sticky Found လေးနဲ့ပဲတိုးဖို့အတွက်တော့စူးစမ်းနေရဆိုရင်လို့ဒီ Turtle ကိုလည်း hand မဲ့ထပ်ပြီးရထားသေးရဗျာလုံးမဲ့ memory ပြန်ပြီးပေးထားတယ်ဆိုမှ hand damage တွေကြားထဲမှာတော့ချက်ချင်းပဲ Falcon ပြန်ပြီး forward လိုက်ရတယ်ဗျ blend တကောင်ပြန်ပြီးရရှိခဲ့တယ်ဆိုပေမဲ့လည်းပဲကြီးမားရရှိထားတဲ့အရာတွေမရှိတဲ့အတွက်ကြောင့်လက်ဝက်ကတော့မပြောင်း Woman 2 face လေးပေးထားရဆိုပြီး immune ရှိနေတယ်ရင်းရလည်းတော့မာနေတယ်ဆိုတော့နောက်မှ damage ကလည်း quality ချက်မလိုက်လာနိုင်တဲ့နောက်မှာတော့ Faker Esport ဘာမှတော့ဆက်ပြီးတော့မဖြစ်သွားဘူး Faker Esport နဲ့ Hero Kit ရတာဆိုမှအကောင်ကြီးတွေမရနေတာလေးကတော့နစ်ဆိုးတယ်ဥပမာ state တို့ဘာလို့တစ်ခါလောက်တော့ဖြတ်ထားနိုင်ဖို့တော့လိုအပ်တယ်ပဲဟုတ်တယ် stage နေနဲ့တော့တော်တော်လေးကိုတော့ family ရှာထားရလို့ပြောရမယ်ပေါ့နော်သူမှ Skype နဲ့ပြီးတော့ Feather ပါရတော့ပြီးနေပြီ better combination လေးတစ်ခုပဲစောင့်ရတော့မှာ Gold ranking မှာကြည့်မယ်ဆိုရင်လည်း2ယောက်က200လောက်ပဲကွာတာဆိုတော့တော်တော်များများထွက်လာမယ်ပုတ် damage တွေဒီတာမေးတာလို့တော့မရဘူးဂျန်ကရော Mage ကောအားလုံးကတိတ်ပြီးတော့မကွာဘူး off တွေပြန်ပြီးကြည့်မယ်ဆိုလည်းတိတ်ပြီးတော့မကွာဘူး run လည်းတိတ်ပြီးတော့မကွာလာတဲ့အနေအထားတစ်ခုမှာပွဲချင်းရ10မိနစ်ရှိနေပြီဒီနှစ်သိန်းကြားထဲမှာကွာချားနေရဆိုတဲ့အရာကြီးမားတော့မရှိဘူးလို့ပဲပြောရမှာပဲ Hero Kit ကတော့ကွာရယ်ပေါ့နော်ဒါပေမဲ့ network gap တွေ objective တွေအရင်တော့ကွာတယ်ဒါပေမဲ့ YG က target 3ချိန်လုံးရရှိထားတယ်နောက်ထပ် lot တွေပါရရှိသွားမယ်ဆိုတော့ network gap လေးကနည်းနည်းတိတိတသားပြန်ပြီးတာသွားနိုင်ပါတယ်ဟုတ်တယ်ဒါပေမဲ့တစ်ချက်ကြည့်ရမှာတော့တစ်ဖက်ကနေပြီး Sanji အနေနဲ့ aim target တွေသူ့ရဲ့ low output damage တွေပေးနိုင်တာတော့တကောင်လေးကိုပေါ့နော်ဒါပေမဲ့တစ်ဖက်ကနေပြီးတော့အဲ့လိုမျိုး stage အနေနဲ့ပြန်ပြီးတော့ပေးနိုင်နေဆိုတော့ passion တွေ wave တွေကလည်းရှိနေသေးတယ်ဆိုတော့ပေးထားလို့မရဘူးပြီးတော့ Lina အနေနဲ့ကလည်း Sanji ကို face to face ကောင်းကြီးပြေးပြီးတော့ကြည့်လို့တော့ရသေးတယ်အဲ့တော့ Sanji ရှိမှာတော့ကျွန်တော်တစ်ဖက်ကနေပြီး Falcon အနေနဲ့ KH အနေနဲ့တောက်လျှောက်ကို bucket လိုက်ပြီးတော့ကြည်ပေးထားမှရမယ်အခုလိုပုံစံတိုင်းလေးပဲလောဆယ်မှာတော့ Falcon အနေနဲ့ outline objective ကိုသွားပြီးတော့တည်နေပြီလာပိတ်မယ်ဆိုတဲ့တယောက်ကတော့ Dash နဲ့ KH မှာတော့နည်းလေးတော့ခံစားရမှာပဲအဲ့တော့ဟုတ်တယ်ရင်ပြန်လာပြီးတော့ cover ပေးဖို့တချိုးစားတယ်ဆိုပေမဲ့နောက်မစန်ကြီး damage ကလည်းအရင်များတယ် cover တွေကလည်းရှိနေခဲ့တယ်ဆိုတော့ကြာတာဝါသလုံးလေးကိုတော့ Faker Esport ရရှိသွားခဲ့ပြီဗျအဲ့တို့ကြောင့်မလို့ YG အနေနဲ့ကတော့ခုနကလည်း800ပေါ့နော်ခုကတော့300လောက်ပဲပြန်သားတယ်300တော့ဘာမှတော့တိတ်ပြောကြတယ်မရှိပါဘူးဘလင်းတကောင်လောက်တော့ကတ်တဲ့ဖို့တော့ကျိုးစန်ကြီး only ကံဖို့တော့ကြည့်နေဆိုပေစန်ကြီးလာလာပပလေးနဲ့ပြတ်တဲ့ရင်းစတဲ့ကောင်မှာ3ကောင်လုံးတော့ထိကြတယ်ရိုးလေးနဲ့တောက်ချောက်ပြန်ပုတ်တားတယ်ဆိုပေမဲ့ bucket damage တကယ်ကိုလိုအပ်နေခဲ့တာပါလီနာကိုရန်ကလည်း long range damage မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့လာပြီး damage ပေးဖို့အတွက်ကလည်း flicker တိတောင်မှာ3အောင်မှာဆိုတော့သူတော်လေးတော့ချိန်ဆနေရတယ်ဗျာနော်အဲ့နောက်မှာတော့ fast lot battle လေးဆက်လက်ပြီးတော့ဒီနှစ်သိန်းထပ်ဆိုင်ရပါအောင်မယ် YG မှာတော့လောဆယ် mission တစ်ခုပဲရှိတယ်အဲ့ဒါ Sanji ကိုတိတ်တောင်းလုပ်ဖို့ပဲဒါပေမဲ့ Sanji ကလည်းတော်တော်လေးကိုအနေထိုင်တက်နေရဆိုတဲ့ပုံစံမျိုးလေးမှာတော့ကျွန်တော် YG Lotus တစ်ခုတော်တော်လေးကိုမြန်ဆန်နေရလို့ပြောရမယ်ဗျာအဲ့တော့မထင်မထားပဲနဲ့ပေးလိုက်ရတယ် battle တစ်ခုမှာ Falcon နဲလေးကတော့ law objective ပေးလိုက်ရပြီဆိုတော့တယောက်လောက်ကိုတော့ parcel တော့ဆွဲနေနေတဲ့ပုံစံမျိုးလေးပဲဗျာဒါပေမဲ့ spare cast လိုအပ်ချက်ရှိသွားတဲ့အတိုင်းနဲ့တစ်ခုမှာ Hero Kit ဘာမှမရဘဲနဲ့ပဲ Faker Esport ပြန်ပြီး forward ရပါအောင်မယ် objective တွေကိုတော့ YG လက်ထဲကိုပြန်ပြီးတော့ထည့်နေ
နေရတာကြီးကတော့ Falcon Esport တော်တော်လေးကိုစိုးဝါးသွားတယ်နေတာteam fight တစ်ခုမှတစ်ခုခုပြန်ပြီးလောက်ဖို့တော့ကြိုးစားတယ်ဘလစ်ကန်လိုက်တာဘင်းဒီပါလာဆိုဘင်းဒီပြန်ပြီး easy forward တားနိုင်တယ်သူတို့မှ memory တွေကြားထဲမှာဘလစ်ပြန်ပြီး down သွားပါတယ်ကျွန်တော်ပေးဆက်မှုကတော့ blame ပဲပြန်ပြီးပေးလိုက်ရတယ်ဆိုတော့ဒီက ban ကိုနှိုက်ဖို့စူးစမ်းလိုက်တာပေါ့နော်ဆန်ဂျီနေကနေနဲ့လှမ်းဝင်းနေတဲ့အခြေအနေဆိုတော့ရွေးချယ်မှုမမှန်ကန်အောင်လို့တော့ပြောလို့ရမယ်အဲ့တော့ law objective တခုဒီအချိန်မှာတော့ YG အနေနဲ့ထပ်ပြီးတော့ push ဖို့အတွက်ဆိုရင်တော့သူတို့အနေနဲ့ blame ကိုတော့ပြန်ပြီးတော့စောင့်အောင်ပဲဗျအဲ့တော့ law objective တခု waste မဖြစ်သွားဖို့ပဲမျှော်လင့်ပါတယ်ဟုတ်တယ်ကဲတော့ဒီ first law နဲ့ဒီ YG ဘယ်လောက်ထိအလုပ်လုပ်သွားနိုင်မလဲဒီ first law ကိုလည်းဒီ Falcon Esport ပဲအကောင်းဆုံးပြန်ပြီးတော့ defend ပြသွားနိုင်မှာလားပြီးဒီ game number 1တော့ဒီလောက်ကျန်းနေတယ်ကျွန်တော်ကြည့်ရတာ game fight တွေသွားမလားတော့မသိနောက်ဆုံး game တီကိုဒီနှစ်သင်းကစော့ပြသွားမှာလားတော့မသိကျွန်တော်ရှေ့ကပြောခဲ့သလိုပဲ grand final ကိုလည်းဘယ်အသင်းကပဲကြိုရောက်နှစ်သင်းတော့ထိုက်တန်နေတဲ့အနေအထားဆိုတော့ကဲဘယ်အသင်းက grand final ကိုတက်လန်းသွားမလဲဘယ်အသင်းကဒီ best of 5 game number 1မှာစတင်ပြီးတော့ဥဆောင်သွားမှာလဲထက်ကြည့်ရမယ်ဗျာကိုရတယ်ပြောင်းမြန်တော့ဖြစ်နေ hero key တွေအကုန်လုံး Falcon ရထားယူ objective တွေအကုန်လုံး YG ရထားတယ်ဆိုပုံစံမျိုးပေါ့နော်အဲ့တော့ယင်းထပ်ပြီးတော့ပဲတိုးဝင်မှုစူးစမ်းအောင်မယ်ဒါပေမဲ့သူတို့ရဲ့ Sanji ကိုကောက်ဖို့အတွက် mission အခုချိန်ထိတော့မအောင်မြင်သေးတဲ့အပြင်မှာ bigger objective ကိုတိုးဖို့အတွက် YG အခုချိန်ထိတော့စူးစမ်းနေသေးပဲတဖြည်းဖြည်းနဲ့ Sardex မာလာခဲ့မယ်နောက်ကနေလည်း Bandy ရဲ့ follower damage လေးတွေကျိုးတဖြည်းဖြည်းပြင်းလာခဲ့မယ်ဆိုရင်တော့ YG ရဲ့အတိုးလုံးလေးတဖြည်းဖြည်းနဲ့အခက်ခဲလေးတွေတော့ရှိလာလိမ့်မယ်ဒါဆို law objective က stage ဥဆောင်ပြီးတော့ပဲအပေါ်ကနေပြီးတော့top side က second tower တွေအထိပါရပြီးသွားပြီဗျာအဲ့တော့ Mick ကလည်းထပ်မှန်ပြီးတော့ tower ရရဖို့တိတ်ပြီးတော့မလိုတော့ဘူးဒါပေမဲ့ Mick first tower တော့အင်းတို့ချိုးဖို့တော့ကြံနေရပါတော့ second အလုံးလောက်တိတော့ fake ကိုနည်းနည်းပြန်ပြီး defend နိုင်မယ်လို့ထင်တယ်ဘလင်းကဘာပြောလို့ office တီကြားထဲမှာထိန်းက destiny နဲ့ Lina ပြန်ပြီးတော့ down သွားရင်ဘလင်းမှာထပ်ပြီးတော့ down သွားပြီဗျာ treatment down ပတ်တဲ့တကူကို fake esport ပြန်ပြီးပိုင်ဆိုင်ထားရင်လည်း defense အကောင်းဆုံးနေထားတကူပြန်ပြီးတော့လုတ်ပြတ်ထားနိုင်ခဲ့တယ်ဗျာ first lot ပေးလိုက်ရတယ်ဆိုပေမဲ့ Mick first tower တော့မချိုးသွားပါဘူးတိုင်မဲ့တကူ right တိုင်းကြာသွားတဲ့အတူပဲနောက်ကနေ follower damage တကယ်ကိုကွက်တိဖြစ်သွားတယ်ဆိုတဲ့အချိန်မှာ Falconအသင်းအတွက်ကတော့တော်တော်လေးတော့အဆင်ပြေနေပြီလို့ပြောရမယ် Mega objective ကိုတွန်းလိုက်ပြီဆိုတာနဲ့သူတို့အနေနဲ့ map ကိုဆက်ပြီးတော့ pressure ပေးလို့ရမယ်ဆိုတော့ lucky dash တွေဖြတ်ပြီးတော့ပြေးဝင်လာပြီဆိုတော့တမန်နဲ့ Sanji ကိုပြေးပြီးကြည့်ရတဲ့ case ဟန်တော့ပြေးပြီးမိတိုင်းဆိုတော့ကြားလည်းမပြီးခဲမ Sanji ထပ်ပြီးတော့ Mega objective ကိုယာထားနေတူပဲ Falcon ထပ်ပြီးတော့ aggressive ဆန်ကိုစူးစမ်းနေသေးတယ်ဗျာ Stay Smash 4 လေးနဲ့တော့ပြန်ပြီးတော့ defend ထားတယ်ရင်းကြံနေသေးတယ်ဆိုပေမဲ့တောက်လျှောက်ရထားတဲ့ Falcon Esport ရဲ့ hero key တွေမှာကောင်းကောင်းမွန်မွန်နောက်ထပ်အကောင်ကြီးတွေထိရထားနေပဲ Falcon Esport ပွဲကိုတဖန်ပြန်ပြီးတော့လက်ပြသွားနိုင်ခဲ့ပြီဗျာ first lot တွေရှေ့မှာ objective တွေအများကြီးပေးထားရတယ်ဆိုပေမဲ့ Sanji ရဲ့ damage Lucky ရဲ့ damage တွေပြန်ပြီးတော့အသက်ဝင်လာတယ် KX ရဲ့ Warfist တွေပြန်ပြီးတိကျတက်ရက်နေခဲ့တဲ့အတိုင်းအတာတစ်ခုမှာတော့ YG ပြန်ပြီးတော့တိုင်ပတ်စတော့ပြုတ်လာခဲ့ပြီဗျာ Lina down နဲ့ပြီးခဲ့တဲ့ battle တစ်ခုမှာလည်း hand down နဲ့ဆိုတော့နောက်ပိုင်း step ပါထက် down နဲ့ battle တစ်ခုပါထပ်ပြီး YG ကြုံလိုက်ရမယ်ဆိုရင်တော့ဒီပွဲနော်ကျွန်တော် turning point တခု camp တခုကိုတစ်ဖက်သင်းကိုပြန်ပြီးထည့်ပေးလိုက်ရမယ်ထင်တယ်ဗျ။တွန်းလမ်းမှာစပြီးတော့အခုမှပြန်ပြီးမြင်ရတယ်ဆိုပေမဲ့လို့ Brody အနေ Sanji ရဲ့ Brody အနေနဲ့တော့တော်တော်လေးဟိုတော့ performance ကောင်းနေရဲ့လို့တော့ပြောရမယ်ဗျ။တကယ်ကိုမိုက်တဲ့ Brody ဆက်ပြီးတော့ပဲကြည့်အောင်မယ်ဒီအချိန်မှာ Lordance တခုကျွန်တော်တို့ Falcon အသင်းစပြီးတော့ပဲ try မလားဒါမှမဟုတ် YG လာပြီးတော့ပဲကောင်းတုံးမလားဆိုတော့ကြည့်ရမယ် Blink ရဲ့ pick off တွေတော်တော်လေးအသက်ဝင်ဖို့တော့လိုနေပြီဗျ။နောက်ကနေသူတို့ဖန်တီးထားတဲ့ Lina Blink ရဲ့ combination တွေတခုမြင်တွေ့ရမလားဒီ battle တခုမှတော့ကြည့်ရပါမယ်။ဟုတ်ပါတယ်အဲ့တော့ Blink ကန်တော့ကန်လိုက်ပြီဟိုးဘာလဲလက်ကြီးတောင်းတော့လေးနဲ့ damage ကြားရမှာပါအဲ့တော့ဟန်လောပါဆက်လက်ပြရချင်း state စမဖုန်းနဲ့တူအားလုံးကိုထိန်းထားတယ် state ဒီကော battle လေးမှာတော့ပြန် down နေဗျဟန်အနေနဲ့လည်း damage တွေပြန်ပြီးပေးခိုင်းတာ Lina Blink က immune 3ကောင်လုံးရိုက်ခွဲဖို့တော့စ조사တယ် tap ပေါတစ်ချက်လေးနဲ့ပဲ Sanji ပြန် down သွားတာကြီးတော့တော်တော်နှမျောဖို့ကောင်းနေဗျ Lina ဒီ law wave တော့ objective တခုမှာတော့အကောင်းဆုံး performance တခုပြသသွားရလို့ပြောရမှာ9နှစ်ကောင်လုံးပြန်ပြီးတော့ UI ဆိုပုံစံမျိုး Falcon တော်တော်လေးအကြဆုံးတော့ကြီးသွားတယ်ဗျကောင်းနေအောင်လုံးပေးလိုက်ရတဲ့အပြင်မှာ law objective ကိုပေးလိုက်ရတယ်ဆိုတဲ့အခြေအနေတခုဒီအချိန်မှာဘယ်လိုမျိုးဆက်ပြီးတော့တောင်းခံမလဲဆိုတော့ကြည့်ရပါဦးမယ်လုံးဝထင်းတော့လုံးဝလဲတယ်ဗျအရန်မြန်လုံးနေဗျဆက်လက်ကြီးတည်သွားအရန်ကိုမြန်လုံးပါတယ်အဲ့တော့မှလည်းသူ့ flicker immune တွေနော် live found လေးနေတယ်နောက်တစ် default တစ်ချက်မှာတကယ်ကိုဒီ damage အများဆုံးပေးနိုင်တဲ့ Sanji ကိုပါ shut down ကြီးပြန်ပြီးတော့လောက်ပြလိုက်တာဆိုတော့ Lina ကြီးပြန်ပေးလိုက်ရစီမယ်ရတာ Yuki နှစ်ကောင်ကတအားကိုကောင်းသွားနေပဲနောက်တော့ objective တစ်ချိန်ကို Falcon ဖမ်းမှန်ပြီးတော့ YG လက်ထဲကိုထည့်ပေးလိုက်ရပြီဆိုတော့ Falcon ခုနကတာနေခဲ့တဲ့အရာလေးတွေတဲလေးရေတို့ပြန်ဖြစ်သွားခဲ့ပြန်ပါUK fight 13ဆိုပြီးပဲ YG အနေနဲ့သူတို့တကယ်တမ်း objective fight တွေတိုင်း fight တွေတိုင်းမှာတကယ်ကိုကျွန်တော်တို့ planning ကောင်းနေခဲ့တယ်ဒီအချက်ကိုတော့ Falcon အနေနဲ့တော့ပြန်လဲပြီးတော့ adjust လုပ်မှတော့ရတော့မယ်လောဆယ် Bandy ကိုလည်းမိတော့လို့မရောက်ဘူး Bandy အနေနဲ့ under 409နဲ့နောက်ကနေပြီး damage taken ကောင်းကြီးပေးနိုင်တဲ့အခြေအနေဒီအချိန်မှာ Falcon ကောင်တာတစ်ခုဖန်တီးဖို့အတွက်ကတော့ကျွန်တော်ဖန်တီးအောင်မလားဆိုတော့ကြည့်အောင်မယ် KH အနေနဲ့ကတော့ကျွန်တော်နည်းနည်းလေးငြိမ်တော့နေချင်းနေရတော့မဟုတ်ဘူးဗျလောက်ရခြင်းနေပြီအဲ့တော့ first law တွေ second law တွေတောက်လျှောက်ပေးထားတဲ့အတိုင်းတာတစ်ခုမှလည်း Falcon ကလည်းနည်းနည်း defend ကနည်းနည်းလေးတော့ time pass တော့ပြုတ်နေပြီဒါပေမဲ့သူတို့ team fight အားမှာလည်း Sanji damage ကအရင်ကောင်းနေခဲ့တဲ့အနေထားဆိုတာလေ defend နေရတယ်ဆိုပြီး defense ကတော့ကောင်းကောင်းမွန်မွန်တော့လုတ်ပြတ်ထားနိုင်သေးပါတယ်ဒါပေမဲ့ဒီ first law တွေ second law တွေပေးလိုက်ရတာအကြောင်းမဟုတ်ဘူးဆိုပေမဲ့နောက်ဆုံး third law တွေတို့ fourth law တွေထီတို့ပါထပ်ပေးလိုက်ရမယ်ဆိုတော့ဒါကတော့နည်းနည်းပြောတာတကားဖြစ်သွားပြီပေါ့နော်အဲ့ fourth law တွေ third law တွေထပ်ပြီးပေးလိုက်ရရင် free whip တွေထင်းရတာပို့ပြီးတော့ခက်ခဲသွားနိုင်တာဆိုတော့ကြာလေနောက်ပိုင်း team fight မှာ team fight AACC 9ကောင်လုံးအပြည့်မဆိုင်နိုင်ဘူးဆိုတော့ Falcon ကလည်း
ဗတ်တဲ့ output damage ကကျသွားနိုင်တယ်ဆိုတော့လေနောက်ဆုံးဒီ tap လို့တော့သူတို့ထပ်မှတ်ပြီးတော့တစ်ဖက်တင်း YG ကိုပေးလို့တော့မရတော့ဘူးဗျFanny နေနဲ့တော့လည်းတိုင်ပန့်နေရပေါ့နော် early game နဲ့ဟိုကသူဝင်ရထွက်ရတာတော်တော်လေးကိုစိုးနေရဆိုတဲ့အခြေအနေမှာဒီအချိန်မှာ lane spray push တွေပါရတော့ attention ပြန်ပြီးယူလို့ရမယ် dash down push short push လေးလိုက်ပြီးတော့ check နေနေပဲ fair call low position ကတော့ပြန်ပြီးတော့တည်နေပြီ low ပေါ်ကို10 minute အလိုမှာတော့သူတို့အနေနဲ့ဗတဲ့ဆိုင်ရင်နေဆိုရင်တော့ဆိုင်ရင်မဲ့ပုံလေးဒီကစမ်းကြီးနေအနေနဲ့ကလည်းစမ်းကြီးနေဖဲနေသူတို့အတွက် 2 match man ဖြစ်တဲ့2ယောက်ကဒီအချိန်မှာ damage အပြည့်အဝပေးနိုင်နေပြီဆိုတော့အားနည်းနည်းတော့မဟုတ်ဟုတ်တယ်2 match man output damage ကိုလည်း YG ကတော်တော်လေးကိုစဉ်းစားပြီးတော့ဗတဲ့ Sam Stan လေးပေးထားတယ် Stan တော့မှထွက်လာတဲ့ damage အတူအဆတောင်မှတော်တော်လေးများနေရဆိုတော့နောက်ပိုင်းတော့ AD damage တွေဒီတက်ပို့ပြီးများမယ်ဒါပေမဲ့အဲ့ match man နှစ်ကောင်တွေဂျန်ဂေလာတွေပြန်ဖြတ်နိုင်တဲ့ damage တခု YG မှာရှိနေပါတယ် surprise damage Lina ရဲ့ damage အဲ့တခုတော့မေးထားလို့တော့မရဘူးဗျMagic Blade Crown အတီးတီးကိုတော့ Fagun Esports စောင်းမှာတော့အမှန်ပဲအဲ့တော့မှနောက်မှလည်း damage ပေးမဲ့သူက17ဆိုတော့လေဒီ2 magic damage ကိုတော့Fagun Esports လည်းအသေးချာလေးပြန်ပြီးတတိထားမဲ့သဘောမှာရှိပါတယ်ဟုတ်တယ် stage လည်းအခုချိန်ထိသူ့ရဲ့အဲ့လိုမျိုး chrono dash နဲ့ poke damage တွေကိုကောင်းကောင်းပေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုမတွေ့ရသေးဘူးပေါ့နော်ဒီကလည်းအဲ့လိုမျိုး Fagun ဘက်ကနေပြီး KA စီနဲ့တစ်ဖက်ကကျွန်တော်တို့ opponent ရဲ့ position တွေကိုအများနဲ့ light check နေရတယ်တွေ့နေရတယ်အဲ့တော့ Sanji Benny ဒီအချိန်မှာသူတို့ position တွေရော carry ရောလောက်ရတော့မယ် blink ကတော့အမြဲတမ်း Sanji ကိုတော့ကြည့်နေမှာပဲ Benny ကတော့ဟန်ဝင်ကြည့်ကျင်တော့ကြည့်လို့တော့ရတယ်ဆိုရင်လောဆယ်အထိ Benny ကလည်းအန်တက်ဗျအဲ့ Benny and 4ကလည်းပွဲ change တစ်ခုပြန်ပြီးဖြစ်သွားနိုင်တဲ့အနေအထားမျိုးပေါ့နော်ဒါပေမဲ့ stick ကတစ်ဖက်မှာ stick တစ်ခါလေး down ထားရဆိုအဲ့ stick တစ်ခါလေး down ထားလို့လား Fagun ကနည်းနည်းလေးအဆင်ပြေနေရလို့ပဲပြောရမယ်ပဲနော်အဲ့တော့အဲ့နောက်မှာနောက်တဲ့အရေးကြီးတဲ့တတိယအချိန်မြောက်လောက်တော့ Fagun Esports လွတ်လို့တော့မရတော့ဘူးဒီတက်တော့ဘက်တဲ့တခုတော့သူတို့ဘယ်လိုမျိုးတိတ်ချလေးစိုက်မှာ KH နောက်မှာ Sanji နောက်ကနေပြီးတော့ Warface လေးနဲ့တကောင်လောက်ကိုပြစ်ကျွေးဖို့တော့တခါလေးဖြတ်ဖို့တော့သူတို့ပြင်ဆင်ထားတာဗျဟန်ကိုဖြတ်ချင်တာလားဒါမှမဟုတ်တစ်ဖက်မှာယူလာမယ်တကောင်ကျွံလာမယ်ကောင်တခါလေးဖြတ်ချင်တာလား KH မှာ concede ရှိရနော်ဟုတ်တယ်အဓိကအကုန်လုံးဒီ YG ဘက်ကနေပြီး position ပေါ်သွားပြီဆိုရင်တော့ Fagun ဘက်ကနေပြီး backline ပတ်လာမယ်ဆိုရင်ဒါတော်တော်ကောင်းတဲ့အခြေအနေလို့တော့ပြောလို့ရမယ်လို့ position ကပေါ်သွားပြီဆိုတော့ကဲစတယ်ပြီးလှုပ်ရှားမလားဆိုတော့ကြည့်ရမယ်ဗျာဒီကမှလည်း YG ဘက်ကဟန်အနေနဲ့ red back တောင်သွားပြီးမယူဗျာအဲ့ဒါမကွန်စီးနဲ့တူပဲနှကောင်နဲ့ပဲကြံတော့တဲ့အတိုင်းသာစက်ကြီးတိုင်ပါပြီးသူပဲစိုက်ကြီးမတည်သေးဘူးပလစ်ပြန်ပြီးကန်နေဆိုပြီး able to change တဲ့ကြားထဲမှာစက်ကြီးပြန်ထလိုက်မနဲ့အနေနဲ့ချိနေသေးတယ်ဆိုပြီးမဲ့၄ကောင်၅ကောင်ကြားထဲပြန်ပြီးတိုးကန်လိုက်ရတယ်ဗျာအဲ့ဒါမှဘင်းဒီပြန်နေပြီးတော့ပဲစုံတက်တိုင်းနဲ့ဘင်းဒီဘက်ကစက်ကြီးမတည်ခဲ့စကြားတစ်ခုမှာပေးခဲ့တဲ့ damage တွေကြားထဲမှာ2 man လောက်ထိ down သွားခဲ့တဲ့အတိုင်းနဲ့တစ်ခုမှာ Fagun Esports လောတော့လုံးလို့ရနေပါသေးတယ် match man တစ်ကောင်ကျသွားတယ်ဆိုပြီးမဲ့နောက်ထပ် match man တစ်ကောင်ကျန်နေပါသေးတယ် YG အတွက်ကတော့တကယ်ကိုကောင်းတဲ့ချိန်သားကိုင်းအချိန်လို့ပဲပြောရမယ်ဗျာတစ်ဖက်ကနေပြီးတော့ KH နဲ့ Sanji နဲ့ Flying နဲ့မှာရှိနေတီးချင်မတီးမှာ Down Push ထဲမှာရှိနေတယ်လို့လည်းတွေးချင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့ကျွန်တော် Salaki လောက်တော့ရောက်တော့ UR ဆိုဒီအချိန်မှာ YG သူတို့ Benny တို့ရောက်တော့လိုချင်နေသေးတယ်ဗျာအဲ့တော့ stay ဘလင်းထပ်ပြီးလိုက် Lina Flicker တက်ပေါက်နေကြတယ်မပြင်းနေမသေးသေးဘူးဆိုပေမဲ့ Immunity ကြားထဲမှာ live ပေါက်နေကြားထဲမှာတော့ပြန်ပြီးတော့တည်ဆုံးသွားတယ်ဆိုပေမဲ့ Salaki Dash နဲ့ပြန်ရောက်ယူထားနိုင်နေဗျာ Dash နေနေလည်းမသေးခဲ့တဲ့နောက်မှာတော့ဒီနှစ်ကောင်ပြီးတဲ့ damage တွေကြမှာဘလင်းတော့ပြန်ပြီး down သွားနိုင်တယ်နော်တစ်ချက်စာလေးပဲဗျာနောက်မဆက်တဲ့ line မှာလာပြီးတော့မမီလောက်တဲ့အနေထားပါဒါပေမဲ့မရရအောင်တော့ live ပြီး keyboard တော့တချိုးစားနေပါသေးတယ်အဲ့နောက်မှာလည်းနောက်ထပ်တက်လာတဲ့ဒီ law နဲ့အတူပဲနောက်ထပ်ထပ်ပြီးတော့ဝင်ရောက်လာမယ်ဒီ 4man battle တခုဟာဘယ်လောက်ဒီကောင်းသွားမလဲဆိုတော့လည်းထက်ကြည့်ရမယ်ပြီးခဲ့တဲ့ battle တခုမှလည်း Sanji နောက်ဆုံးတင်ကန်နီးစကြားတခုမှသူပြန်ပြီးတော့ပြီးခဲ့တဲ့ damage တွေကြားမှာရင်းဟန်တေဆုံးသွားတာအကြောင်းမလို့ပဲ Fagun အနေနဲ့ဒီတစ်ခေါက် low easy ရလိုက်တာပါဟုတ်တယ်အဲ့ဒါ low objective နဲ့အတူပဲဒီအချိန်မှာ snowball တိုက်လေးတော့ Fagun စတင်ပြီးတော့အသုံးတော့ပြုတ်လာပြီဗျမေက3 lane လုံးကိုရအောင်ယူသွားနိုင်မလားဆိုတော့ကြည့်ရမယ်အဲ့တော့မလို့ low wave နဲ့တူပဲတောက်ချက်တက်လာခဲ့တယ်ဆိုပေမဲ့တစ်ဖက်မှာလည်း YG define ရမယ် damage တွေကလည်းရှိနေသေးတယ်4 man မှာလောက်ဒီပြန်ပြီးထွက်လာတဲ့နေတာတခုမှာတော့ဒီတက်လော့နဲ့အတူ Fagun Esports ကြီးကြီးမားမားပေါ့နော် mega တွေပါတယ်အများကြီးရသွားတာမျိုးတော့မရှိဘူးဗျဒီကလည်း Sanji ကလည်းနည်းနည်းလေးလိမ့်နေရလဲပါတယ်ဆိုတော့နောက်ပိုင်းနောက်ထပ် low လေးတွေဆက်လက်ပြီးတော့စောင့်အောင်ပါကျွန်တော်တို့တော့เนาะကျွန်တော်တို့ဒီရှေ့ရတပွဲ Fagun နက်ကလှုပ်လိုက်အခုဒီ Fagun Esports ကလှုပ်လိုက်နေတော့နောက်ပွဲချင်းကတော့တော်တော်လေးလှုပ်နေပြီဗျဒါလည်းတကယ် up point နဲ့ပွဲနေဆိုတော့တော်တော်လေးကောင်းနေရပါတော့ဒီပွဲကလည်းကြီးရတဲ့အနေထားအနည်းဆုံး25မိနစ်ထိကတော့သွားအောင်ပါဒီက balance သွားဖြစ်နေရပါတော့ balance ဖြစ်နေတဲ့အချိန်မှာဒီလိုမျိုးကျွန်တော်တို့ပုံစံမျိုးတွေတကယ်ကောင်းတဲ့အသင်းတကယ်အမှန်ကန်ရှင်ပြိုင်နေတဲ့အချိန်ဒီမှာဒီလိုမျိုးအခြေအနေတွေကတော့ဖြစ်လာမှာပဲအသင်းလုံးအနေနဲ့ကလည်းကျွန်တော်မှားမဲ့အခြေအနေတွေကိုပဲစောင့်နေတဲ့ပုံစံမျိုးပေါ့နော်လောဆယ်မှာတော့ Sardas အနေနဲ့ခုနကကြည့်မယ်ဆိုရင်အနေနဲ့ online မှာတာခဲ့ရဆိုပေမဲ့တကယ် team fight တွေကျတော့ Sardas ကပို့ပြီးတော့ sandbag လုံးနိုင်တယ်ဆိုတဲ့အနေထားတစ်ဖက်ကနေပြီးတော့ tension ကိုပို့ပြီးတော့တောင်းနိုင်တယ်အမှန်နဲ့အဲ့ဒါတော့ပြီးတော့ Fagun အနေနဲ့အဲ့လိုမျိုး early game တွေမှာ objective fight တွေမှာနည်းနည်းတိုးနေရတယ်ဆိုပေလို့ Sanji combination လာပြီးတော့ကြားတဲ့အချိန်မှာ Hero K ယာဝါလေးတွေတော်တော်လေးကိုအလုပ်ဖြစ်သွားတယ်အဲ့တော့ YG ဒီအချိန်မှာသူတို့အမှားလေးထပ်ပြီးတော့မလုပ်ဖို့တော့လိုမယ်ဗျFagun လည်းထိုးနီး၎င်းမယ်အတူတူပဲအမားလေးတွေဆက်လက်ပြီးတော့မဖြစ်သွားဖို့တော့လိုအပ်တယ်အခုခုနလိုမျိုးပေါ့နော် Sanji တို့ဘာတို့နည်းနည်း damage ပေးလိုက်ရပြီဒါနည်းနည်းကန်ကောင်းသွားတယ်လို့ပြောရမယ်နော် Sanji import ဘာညာ chain တာလည်းနည်းမြန်သွားတာလည်းပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ချိန်အဲ့လိုမျိုး backline တွေကိုနှိုက်တဲ့အနေထားမှာနည်းနည်းလေးမမားဖို့အတွက်လိုအပ်နေတဲ့
Falcon Esport နော်နောက်တော့မမားရင်တော့ဒီပွဲရဲ့ game number 1ဥဆောင်ဝင်ရမှာဗျပြောင်းလဲထားတာမကြသေးတဲ့ဒီ drug တစ်ခုနဲ့တောင်မှတကယ်ကျမ်းမာနေဆိုတော့ YG ကိုဒီလောက်တီးထားနိုင်တာဒီပွဲတော့တေးကြတယ် game fight သွားမပွဲ ဘန်နီကိုရန်လည်းကျွန်တော် KV လေးရထားနေဆိုတော့ဒီပွဲကတော်တော်လေးကို comfort ဖြစ်နေတဲ့အခြေအနေပေါ့နော်ကျွန်တော်ဒီ blink နေနေတော့တကောင်အောင်တော့ pick off ချင်းစီပေါတော့လုံးမတော့ရမယ်ဗျမဟုတ်ရင်တော့ battle ကတော့တစ်ဖက်ကနေပြီး fair ကိုလုံးဆိုင်လာတာတော့ချင်းစီပေါတော့ခဲရမယ်ဆိုတော့ဒီအချိန်မှာ fair ကိုပြန်လဲပြီးတော့ပဲ map juggling area အထိပဲ pressure ပေးနေပဲဟမ် blue buff မရထားရှိပြန်အောင်ဗျဒါပေမဲ့ Brian G လဲလေးကတော့ကြည့်ရတော့ counter attack လေးတော့ပေးချင်နေတဲ့ပုံစံမျိုးလေးပါပဲ အဲ့ဒါမှကွန်စီဘလင်းပြေးဝင်လာတယ်ဆိုပေမဲ့ဂျီကွန်ဒိုတွေဘာတွေပေးဖို့တော့က position ကဘလို့မှအဆင်မပြေတဲ့နောက်မှာတော့ပြန်ပြီးတော့ပဲ forward ရပါအောင်မယ်အဲ့နောက်မှာနောက်တစ်ပေါ်လာမဲ့ Fort Lot ၄ချိန်မြောက် lot ဘတ်တက်တစ်ခုကိုလည်းဆက်လက်ပြီးတော့ကျွန်တော်တို့တွေစောင့်ကြည့်ရပါအောင်မယ် full up တော်တကယ်လည်း တပြေးပြေးနဲ့เนาะကျွန်တော်ရှေ့ပွဲတော့5ချိန်မြောက် lot ဒီပွဲတော့4ချိန်မြောက် lot တော်တော်ပွဲကကောင်းနေခဲ့တာဗျ Skin Hyper Arena ပွဲစဉ်တစ်ခုမှာတော့ကျွန်တော်အတစ်တွေကိုမြင်တွေ့ရသလိုပွဲအကျန်းကြီးတွေကိုလည်းနောက်ဒီနေ့တွေမှာဆက်လက်ပြီးမြင်တွေ့နေရတာပဲဖြစ်ပါတယ် Play off Day 1 ကနေကျန်းနေတဲ့အကျန်းအရှိန်မသေးတွေကိုအတင်းအားလုံးက Skin ဆွဲပြီးတော့တီးနေကြတဲ့နေတာဗျ ကဲဒီချိန်မှာတော့၄ချိန်မြောက် lot ကျွန်တော် day 2 play off ရဲ့နောက်ဆုံး pass off by series မှာနေ game number 1မှာနေထပ်ပြီးတော့ရောက်ခဲ့ပြန်ပြီဒီချိန်မှာ test အနေနဲ့ immortal တွေပါတော့ပါတယ် YG ခေါင်းတိုးမယ်ဆိုရင်တော့ပို့ပြီးတော့ race များတယ်လို့တော့ပြောလို့တော့ရမယ်ဗျ Falcon KH ယူထားတဲ့ position တော်လေးကိုကောင်းတယ်ဒါပေမဲ့ Lina ပြန်ပြီးတော့ယူထားတဲ့ position လေးကလည်းကောင်းနေမြန်ပါဗျ Sanji တွေနဲ့ blind ပတ်ခံရမယ်ဆိုတဲ့အချက်လေးတော့လည်း queue ဆက်ရမယ် Benny both damage လေး breast damage လေးပေးနေတယ်ဗျတစ်ခါ YG တွေနဲ့ကတော့ဝင်ထွက်ဖို့လေးချောင်းနေတယ်ဗျ YG ကဝင်ထွက်မယ်ဆိုရင်သူရဲ့ spare cast တွေက right time ဖြစ်နေမှကိုရမှာ Lina hand အကုန်လုံး secret target မှာပဲနည်းနည်းဦးတည်ထားတာဆိုတော့ကြလေနော်အဲ့ secret target spare cast လေးတွေကိုတော့မကန်ချပြထားနိုင်ဖို့တော့လိုအပ်ပါတယ်အဲ့နံပါတ်တော့ဒီ၄ချိန်မြောက်လောက်မှာတော့နှစ်သင်းလုံးရှောင်းနော်ကျွန်တော်ဒီ shadow နောက်ဆုတ်ဒီကတော့ damage လေးယူမယ်ဘယ်လိုမှားမလဲအရင်ဆုံးစကြည့်မယ်အဲ့နံပါတ် dash နော် AD ဘာညာတွေပေးပြီး important နဲ့တူပဲ vision လေးတော့စပြီးတော့ချက်ထားတယ်ဗျအဲ့နံပါတ် hand လေးနဲ့လည်းလိုအပ်နေတဲ့ blue bet ယူသွားတဲ့ information တစ်ခုကို Falcon Esport ရလိုက်မယ်ဆိုတော့ဒီလောက်တော့ပြေးလောက်တော့မှာတော့အမှန်ပဲဗျဟုတ်တယ် Lina လည်းအကောင်းငိန်နေရတော့မဟုတ်ဘူးပေါ့နော်သူ Sanji ရဲ့ position တော့တေချာတော့ချိန်နေတယ်အဲ့တော့ YG ကလည်း position အကုန်လုံးတော့ပေါ်နေဗျ hand လာဖို့အတွက်ပဲလိုရတယ်ဒါပေမဲ့ Falcon ကိုယ်တိုင်လည်း dance နေတဲ့အနေထားလိန်လေးပိုင်းကိုသာသွားပြီးတော့ကျွန်တော် hand အနေနဲ့ split လောက်လိုက်ပို့ပြီးတော့မှကောင်းမလားဒါပေမဲ့ dance တစ်ခုကလည်းတော်တော်လေးကိုခီးရောက်နေပြီဆိုတော့ YG Falcon 4th တော့ဘယ်အသင်းရရှိသွားမလဲဆိုတော့ကြည့်ရမယ် Lost Cage ဂျီယိုတော့ပြေးပြီးတော့မိထားပြီဗျ အဲ့ဒါမဆန်ဂျီကွန်ဒိုတွေ damage တွေကြားမှာတော့ပြန်ပြီးတော့ down သွားပြီဆန်ဂျီမရှိတော့ပဲတစ်ခုမှ dash မှာ import တန်းပြီးတော့ပြုတ်တယ်ဗျတစ်ဖက်မှာလည်း hand damage တွေကြားမှာ KH import တကယ်လောက်ပပလေးပြတ်သွားရင်းနဲ့ပဲ၄ချိန်မြောက်လောက်ကိုပါထိုက်တဲ့ရရှိသွားခဲ့ပြီဖြစ်ပါတယ် ဆန်ဂျီအရင်ဆုံးကြာသွားတာအဖြေတစ်ခုဖြစ်သွားတယ်လို့တော့ပြောရမယ်ဗျဘန်နီကိုလည်း10 second လောက်ကတော့အိပ်ပျော်နေဦးမှာပဲဒါပေမဲ့ remote time ကတော့မိမှာပါအဲ့တော့တစ်ဖက်က full long နဲ့တက်လာတယ်ဆိုပေမဲ့လည်းပဲတစ်ဖက်မှာ Falcon Esport က damage တွေ defensive တွေရှိနေဦးမှာဆိုတော့အနည်းဆုံးကြာခေပြောသလိုပဲနောက်ထပ်5ချိန်မြောက်လောက်ကတော့ထပ်ပြီးတော့ဖြစ်ဦးမှာတစ်ဖက်မှာလည်းဒီ4ချိန်မြောက်လောက်မတိုင်ခင်တောင်မှဒီ mega 3 lane ကကျန်နေသေးတယ်မချိုးသေးဘူးဆိုတော့အဲ့ mega lane pressure လေးတွေနဲ့ပဲ crit dan လေးတွေနဲ့ damage ရှိနေတဲ့ damage လေးတွေနဲ့ Falcon Esport ထိန်းထားနိုင်မှာပြီးတော့နောက်ဘက်ကကိုကြည့်လိုက် 1.3 တခြားပွဲတွေတခြားအသေးနေတွေဆိုဒီချိန်မှာလက်ရှိမှာ3k 4k 5k လောက်ကတော့ကွာနေပြီဒါပေမဲ့ဒီတင်းကအရင်မကွာတော့ 1.4 ဆိုတော့ Falcon Esport ကအချိန်မရွေးခမရွေးအဲ့ network တွေအခုတာနေတဲ့အားတွေကိုချက်ချင်းပြန်ပြီးဖြတ်လို့ရစံကြီးတာလွတ်လပ်ပေါ့နော်အချိန်အကြာကြီးပြခွင့်ရတဲ့ battle တခုဆိုတော့ပူပြီးတာမှာဗျဟောလုံးတော့ extend လုပ်နေတယ်ဒီက free wave နဲ့တွဲပြီးမှတခါတည်းတက်လာစေချင်လို့ထင်နေတယ် second free wave နဲ့တွဲပြီးတော့တခါတည်းကျွန်တော်တို့3 lane လုံး pressure ပေးမယ်ပေါ့နော် YG ရဲ့ plan နဲ့တော်တော်လေးကိုတော့ကျွန်တော် smooth ဖြစ်နေပြီတစ်ဖက်ကနေပြီး Falcon အနေနဲ့သူတို့ရဲ့ defensive high ground တစ်ခုကတော့တတရဖြစ်နေဖို့တော့လိုတယ် Sanji အနေနဲ့ကတော့သူ့ရဲ့ damage output တွေပေးနိုင်တယ်ဆိုပေမဲ့လို့အကုန်လုံးတော့ target ဖြစ်အောင်ပေးနိုင်မှတော့လိုမယ်ဗျအဲ့တော့ထပ်ပြီးတော့ကျွန်တော် combination ကြည့်ရမှာ Benny ဒီ high ground တစ်ဖက်မှာသူ့ရဲ့ post တွေပေးနေဘယ်လောက်ထိများလုံးနိုင်မလဲကျွန်တော်စတင်ပြီးတော့မြင်ရတော့မယ်ဆိုတဲ့ battle တစ်ခုဒီချိန်မှာတော့ high ground defense တစ်ခုတော့ Falcon အမှန်ကန်တော့လုံးပြမှာဖြစ်တယ်လို့ YG အနေနဲ့လည်းအခုရရှိထားတဲ့အခွင့်အရေးတည်တကယ်လားကျွန်တော်တို့ fine ဝါခဲ့မယ်ဆိုရင်တော့ best of 5 game number 1ရဲ့ leading point ကိုတော့စတင်ပြီးရရှိသွားတော့မှာပဲဖြစ်ပါတယ်ကဲ defend ရမယ် Falcon Esport နဲ့ attacking လုပ်ရမယ် YG ဂျားထဲမှာတော့ကြီးမခြားနာထားတာမရှိတဲ့အတွက်ကြောင့်မလို့ဘယ်သူကပို့ပြီးအလုပ်သွားနိုင်မလဲလောရထားတဲ့ YG ကတော့စဖိနဲ့ mega တလိန်စပြီးတော့ယူပြီဗျနောက်တစ်ချိန်ရှိနေတဲ့ mega တွေပါဆက်လက်ပြီးတော့ယူဖို့တော့စူးစမ်းနေလို့အောက်မှာလည်းနောက်ထပ် mega တလိန်ထက်ရသွားပြီဆိုတော့ two lane mega ကိုဒီ four long နဲ့တော့ဆက်လက်ပြီးရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒါပေမဲ့ဒီမှာ Falcon Esport အနေနဲ့လည်း two lane mega ပေးပြီးတော့အကောင်းဆုံး defensive တစ်ခုပြန်လည်ပြီးတော့ပြတ်သားထားနိုင်နေပဲနောက်ထပ်5ချိန်မြောက်လို့တစ်ခုစီကိုပဲဒီနှစ်သင်းဆက်
ဆက်လက်ပြီးတော့ UT အောင်မှာပဲဖြစ်ပါတယ် Pick off မိဝိုင်းရင်တော့ချမှာဗျာ YG အနေနဲ့ဒါပေမဲ့အဲ့ဒီအချိန်မှာ Pick off ကမမိဝါဘူးဖြစ်သွားခဲ့ Blade အနေနဲ့ Flicker ကုံသွားပဲရှိရဆိုတော့ပြန်ပြီးတော့ fall back သွားတယ်အဲ့တော့ Falcon အတွက်ကတော့ဒီအချိန်မှာ Turning Point တွေပြန်ပြီးရှာဖို့အတွက်ကတော့အခြေအနေထပ်ပြီးတော့ရလာပြန်ပြီအဲ့တော့ Sanji အနေနဲ့ကနေထိုင်လေးတွေတော်တော်လေးကို carry လုံးမှရမယ်သူ့ကိုပြန်ပြီးတော့ cover လုပ်ဖို့ line ထဲမှာ cover လုပ်ဖို့ဆို KH ပဲရှိတယ်ဒါပေမဲ့ KH ကိုယ်တိုင်ကလည်း front line နဲ့အထိတက်ပြီးတော့သူ့ရဲ့ fake break တွေပေးနေရတာဆိုတော့ Sanji ကိုယ်တိုင်ကိုထူကိုတာဖြစ်နေရပေါ့နော်အဲ့နောက်မှာ Bandy နဲ့ကြောချင်းကတ်လိုက်မယ်ဆိုရင်တော့အဖြေတစ်ခုတော့ဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ fifth law ကျွန်တော်စောင့်နေတဲ့ fifth law ပါဒီအချိန်မှာလဲကျွန်တော်တို့ game number 1 25မိနစ်စတင်ရောက်လာတဲ့တူပဲ Hero K 10 sit နဲ့ YG Han laming pressure တွေကောင်းကောင်းယူတော့ပေးနေပြီဗျာ Oh ho Cree Wave တွေကြားထဲမှာ Mega Lane ပေးထားတာတော့ Falcon တော်တော်လေးတိုင်ပတ်သွားတဲ့အနေအထားတစ်ခု Oh Creek တော်တော်လေးကို damage ကများတယ်ဗျာစန်ဂျီတော့တော်တော်လေးပြစ်နေရတဲ့အနေအထားပါစန်ဂျီဘင်းဒီနောက်ကောင် Maxman နောက်ကောင်ပြစ်နေရတော့မလောက်ဘူးဆိုတော့နောက်ပိုင်း YG ကထပ်တက်လာမယ် Creep တွေကိုတော့ Falcon Esport ပို့ပြီးတော့သတိထားရတော့မယ်ဗျာ Hero တွေပို့ပြီး Creep တွေကိုသတိထားရတော့မယ်နော် အဲ့တော့ Lotus ကိုမှတော့ဒီအချိန်မှာ YG အနေနဲ့ကတော့ဘိတ်နေတာဗျာတကယ်လို့ပြောပါမယ်အရင်ကြီးတော့တကယ်ကြီးတော့လုံးမှာတော့မဟုတ်တော့ဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ Falcon အနေနဲ့တော့သူတို့ counter attack တွေဝင်လာခဲ့မယ်ဆိုရင်တော့ YG အနေနဲ့မထင်ပဲပေးလာနိုင်တယ်ကျွန်တော်ထင်တာကတော့ lane core push လို့စောင့်နေရတာမသိဘူးဖြစ်နိုင်တယ် lane coup push ရမယ်အနေအထားတစ်ခုမှာ fan တွေကလည်း right time ready ဆိုတော့လောမှာနည်းနည်းလေးဘိတ်ဖြပြီးတော့နောက်မှာ lane တွေကနည်းနည်းလေးကျွန်းနေရဆိုတော့ကွန်စီတစ်ပေါက်ရှိုင်းတောက်ပြီးတော့လည်းဖြစ်သွားနိုင်တယ်ဆိုတော့အဲ့လိုမျိုးဖြစ်သွားမှာကဲစန်ဂျီဆိုတော့ပြေးလိုက်နောက်ကနေနိုင်ပါဘလင်းလီနာတပ်ပေါက် damage တွေကြားထဲမှာ bin နီခံတဲ့ damage နဲ့တူပဲတေဆုံးသွားနေပဲလောက်မှာဖိတ်လိုက်တယ် YG ရဲ့ debate fight ကပို့ပြီးအောင်မြင်သွားခဲ့ပြီဗျာဟဲ import ပြုတ်ထားရဲဆိုပေမဲ့ lucky ဘလုံးမပြန်ပြီး damage ပေးလို့မရအောင်ဒီမှာလည်း crown import အသီးသီးနဲ့ step ပေးထားတဲ့ damage တွေကြားမှာဘလင်း stand ပေးထားတဲ့ damage တွေကြားထဲမှာ Falcon Esport တသိန်းလုံးပြန်ပြီး fall back နေရပြီဖြစ်ပါတယ်တောက်လျှောက်တော့ပြေးလိုက်တဲ့ကစားနေတဲ့အနေအထားတစ်ခုမှာတော့ lucky လွတ်နေသေးတယ်ဗျာဒါပေမဲ့ dash တန်နေခဲ့တဲ့အတိုင်းတစ်ခုမှာ dash ကတော့မလွတ်တော့ပါဘူးဒါပေမဲ့ lucky ကလွတ်ပါမလားဟမ်ရေပေါင်းထားတဲ့ damage တွေကြားထဲမှာတော့ lucky မလွတ်တော့ဘူးဗျာ KH ပါထပ်မှတ်ပြီးတော့ပဲ down သွားရမယ်ဆိုရင်တော့ DK number 1အနိုင်ပွဲကို YG ဘက်ကိုပဲပေးရဖို့တော့ရာခိုင်နှုန်းများသွားပါပြီစန်ဂျီတကောင်နဲ့ပဲကျန်တော့တာပါ YG ရဲ့ strategy တွေကိုကွက်ကွင်းဝင်သွားတယ်လို့တော့ပြောရမယ်ဗျ YG အနေနဲ့ဘောင်ဆောက်လို့စောင့်နေမယ်တော့မသိပေမဲ့နောက်ဆုံးတော့တီးလိုက်ရပြီစောင့်နေရလုံးဝ backline ပတ်ပြီးတော့ပဲတစ်ဖက်က Falcon အငိုက်ဖမ်းဖို့သူတို့ရဲ့ strategy play style planning အောင်မြင်သွားပြီဆိုတဲ့အချိန်မှာတော့ game number 1ကို leading လုပ်ဖို့တော့ YG နောက်ထပ် Sanji ကို pick off လုပ်ရင်းနဲ့ပဲလှပအဆုံးသတ်သွားရင်းနဲ့ပဲ game number 1ကိုတော့အနိုင်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ် နောက်ဆုံး9ချိန်မြောက် Lottie ကို extend ဖြစ်ခဲ့တဲ့ပွဲအကြချိန်ကလုံးဝဒါနိုင်ဝက်နီးပါးလောက်ထိရှိခဲ့တဲ့ပွဲနဲ့တပွဲကို Alpha Final game number 1မှာနေပဲစပြီးတွေးလိုက်ရပြီဆိုတော့နောက်ပွဲတွေဒီထပ်ပို့ပြီးကြာပါမယ်เนาะအဲ့တော့ game ကလည်းကျွန်တော်2 3 4မှာနောက်ဆုံး game 4လောက်ကတော့ဒါတေးကြသွားပြီ Falcon ရဲ့အားကလည်းတော်တော်လေးပြင်းတာဆိုတော့ဒါဒီလက်ရှိ